န်းနေ settlement နေတုံးတဲ့ပုံစံတော့သူကဘာလဲဆိုတော့ဒီဝန်ထမ်းတယောက်ဒါကြိုတင်ငွေထုတ်တာနဲ့ပတ်သက်ပြီးတော့ဒါ approval ကိုသုံးကျင်တာပေါ့နော်အဲ့လိုပုံစံတော့အဲ့တော့ထားပါတော့ကျွန်တော် date ဒီကောင်တွေတော့ဘာမှမလို့ period ကဘယ်လောက်ကြာမှာလဲပေါ့ဒါနမူနာပေါ့နော်သူထားပါတော့4-5လောက်ကြာမယ်ပေါ့ပြန်သူလိုချင်တဲ့အမောက်ကဘယ်လောက်လဲဆိုသူထားပါမှာနော်ထားပါ3သိန်းလိုချင်တယ်ပေါ့ employee ကဘယ်သူလဲဆိုတော့ okay ပေါ့နော်ဘာအတွက်လဲပေါ့နော်အဲ့မှာဘာအတွက်လဲရေးမယ်အဲ့တော့လောဆယ်ကျွန်တော်ဒီမှာ save ကိုထည့်လိုက်မယ်နော်အဲ့တော့ဒီဘက်မှာ approver ကဘယ်သူလဲဆိုတာလာထည့်မယ်နော် approver ထည့်မယ်ပြီးတော့ okay နှိပ်လိုက်အဲ့တော့သူကမှဘာလုပ်မလဲ submitted ဆိုတာနှိပ်လိုက်မယ်နှိပ်ပြီးတော့submitted နှိပ်လိုက်ပြီးဆိုတော့ဒီ approver ဒီမှာ approve တက်ဖို့ဒီမှာနော် notice လာပြီးတော့ပေါ်ပေးလိုက်ပေါ့နော် notice လာပေါ်ပေးလိုက်မယ်အဲ့ဆိုအဲ့ approver သူ့ရဲ့ notice ကိုကြည့်ပြီးသူက approve ဆိုတော့ပေးမယ်မပေးဘူးပေါ့နော်စဉ်းစားမယ်ပေါ့ okay approve ပေးပြီapprove ဆိုတဲ့ကဏ္ဍလေးပေးလိုက်ပြီအဲ့တော့ဒီ approve ရပြီဆိုတော့ကြာမှကျွန်တော်ဒါသက်ဆိုင်ရာတွေငွေစင်းရနေမှာဒီငွေဟိုထုတ်ပေးမယ်ပေါ့နော်ထုတ်ပေးမယ်ဆိုတော့အဲ့တော့ account ကြီးကိုသွားမယ်ပေါ့ account ကြီးတော့ကိုငွေထုတ်ပေးမယ်ငွေစင်းပေါ့နော်ငွေထုတ်ပေးမယ်ငွေစင်းကိုလာမယ် list လေးကိုချိန်ထားမယ်နော်ပြီးတော့ new date ထားပါရ DVRC event ပြီးတော့ထားပါ event number 02နော် partner ကဘယ်သူလဲဆိုတော့ထားပါတော့ okay ပေါ့နော်နမူနာပေါ့ပြီးတော့ထုတ်ပေးမှာအနှုတ်3သိန်းဒီလိုပုံစံထွက်လိုက်အဲ့တော့ match လုပ်တဲ့နေရာမှာကိုယ့်ရဲ့ဝန်ထမ်းကိုထုတ်တာမို့လို့ကျွန်တော်တို့တွေကဗာနဲ့ချိန်မလဲဆို other receipt ပဲနဲ့ချိန်ထားလိုက်ပေါ့နော် other receipt ပဲ employee ဆိုတာနဲ့ချိန်ထားလိုက်မယ် validate နှိပ်လိုက်မယ်ဒီလိုပုံစံလေးဒါ approve ပဲထုတ်ပေးလိုက်တဲ့အဆင့်ပေါ့နော်ဒီလိုပုံစံလေးသွားလိုက်မယ်ပြီးတော့မှဟုတ်ပြီသူက settlement တူလာရှင်းပြီပေါ့နော်တူလာရှင်းပြီဆိုတဲ့အချိန်ကျတော့လေကျွန်တော်တို့တွေကဒီ new request ဆိုတာလေးနှိပ်လိုက်မယ်ပြီးတော့မှ employee ကဘယ်သူလဲဆိုတော့ဒီကောင်ပေါ့နော်သူနဲ့သက်ဆိုင်ပြီးတော့သူတရှင်းမှုကြံတဲ့ဟာကဒီကနှစ်ပေါ့နော်ဒီနှစ်ကိုရှင်းမယ်ဘာအတွက်လဲဒီလိုပုံစံလေးထွက်လိုက်သူတကယ်သုံးလိုက်တာကဥပမာဘယ်လောက်လဲဆိုတော့ဥပမာကသူ8000သုံးလိုက်တယ်ပေါ့နော်ဒီနေရာကတော့သူက save ပဲထွက်ရမှာပေါ့နော် okay ဒီလိုပုံစံသူက submitted လုပ်မယ်ပြီးတော့ approve ဆိုတာနှိပ်လိုက်မယ်နော်ဒီလိုပုံစံထွက်မယ်အဲ့လိုပုံစံထွက်ပြီးဆိုတော့ကျွန်တော်ကဒီ event 3သိန်းကိုအဝင်တွင်သွင်းမယ်ပြီးတော့မှ8000ကိုကျွန်တော်အနှုတ်နဲ့တွင်ထွက်ပြီးမယ်ငွေစင်းမှာပေါ့နော်ဒီလိုပုံစံထွက်လိုက်မယ်အဲ့ကြတော့ကျွန်တော်ကတက်ဆိုင်ရာငွေစင်းကိုလာမယ်နောက်တော့ဒီ cash ကိုပဲလာမယ် list လေးလုပ်လိုက်ဒီကောင်တော့ကျွန်တော်ကမသွင်းတော့ duplicate လုပ်လိုက်အဲ့တော့တခုကတော့ခဏလေးနော် reset လုပ်အောင် reset လေးတွန်လုပ်လိုက်ဒီကောင်ကျတော့ဘာလဲဆိုတော့ကျွန်တော်က settlement number ပေါ့နော်2ထွက်လာလိမ့်မယ်ပေါ့နော် settlement number ဒီကောင် advance settlement ပေါ့ advance settlement အဲ့တော့တွန်သွင်းတာဆိုတော့ကျွန်တော်အပေါင်းနဲ့ရိုက်ပေးရမယ်နော်အပေါင်းနဲ့ရိုက်ပေးမယ်ပြီးတော့ match ဆိုတာလေးနှိပ် match ဆိုတာနှိပ်တဲ့အချိန်မှာသူအရင်ကကြိုသုံးထုတ်ထားတဲ့ကောင်ရှိရင်နော် other receiver employee ဒီကောင်နဲ့ကျွန်တော်က validate လုပ်ပေးလိုက်မယ် validate okay ဒါကဘာလုပ်တာလဲဆိုတော့သူထုတ်တဲ့ငွေအားလုံးကျွန်တော်အဝင်စင်းတွန်သွင်းလိုက်တာပြီးတော့မှသူသုံးလိုက်တဲ့ဟာကျွန်တော် expand တွန်ရိုက်ပေးမှာထားပါနော် expand ညာကျွန်တော်ဒီ event ID ပဲလာပြီးမချိတ်တော့ဘူးเนาะကျွန်တော်တွေက partner ပဲလည်းထပ်ပြီးတော့ချိတ်ဖို့မလို့သူသုံးလိုက်တဲ့8000ဆိုတော့အခုကျမှအနှုတ်8000နဲ့ရိုက်ပေးလိုက်မယ်သူဘာသုံးလိုက်တာတော့ပေါ့เนาะဥပမာဒီနေရာမှာအကောင့်နေရာမှာထားပါတော့ Radiant Stationery ပေါ့เนาะဒီလိုပုံစံလေးထွက်လိုက်ဟုတ်ပြီ list နေနဲ့တွန်ကြည့်မယ်ဆိုပထမသူ event ထုတ်တယ်နောက်တစ်ခုက settlement လုပ်တယ် settlement လုပ်တဲ့အချိန်မှာ settlement ID လို့ကျွန်တော်တို့ကတွန်ခေါ်ပေးလိုက်တယ်ပြီးတော့မှအဝင်စင်းတွန်သွင်းပေးတယ်เนาะပြီးတော့မှဒီ8000ကိုကျွန်တော်တို့တွန်မိရိုက်ပေးလိုက်တယ်ဒီလိုပုံစံလေးထွက်မယ်เนาะ event settlement ကသုံးတဲ့ပုံစံကတော့